ဘောလုံးသမိုင်းတစ်လျှောက်လုံးမှာပုံမှန်ရင်ဆိုင်ခဲ့တဲ့ကစားသမားတရားရှိခဲ့မှုတွေဆိုတာတင်သိပါသလားသူ့ရဲ့ကိုသွင်းမှုတွေကြောင့်လည်းမဟုတ်သူ့ရဲ့ကြောရှင်းမှုကြောင့်လည်းမဟုတ်ပဲသူ့ရဲ့ရက်ဆက်ကြမ်းကြုတ်မှုကြောင့်လည်းဖြစ်ပါတယ်ဒီလူဟာ professional ဘောလုံးလောကမှာအနီးကပ်အများဆုံးစံချိန်တင်လာပါတယ်10ကတ်20ကတ်မဟုတ်ပဲအနီးကပ်90ကတ်ထက်မကပါဘူးသူ့ရဲ့ကစားသမားဘဝတစ်လျှောက်လုံးမှာသူဟာရန်လိုယုံတာမကရက်တန့်လွတ်မရတဲ့တယောက်ပါသူဟာဘရောမနောက်မဆုတ်ခဲ့ဘူးဘရောမတွန့်ဆုတ်ခဲ့ဘူးဂုံသတင်းကိုလည်းဂီယူမဆိုင်ခဲ့ဘူးမက်ဆီဒါမှမဟုတ်ခရစ္စတီယာနိုလိုကန်ဒဝင်းကစားသမားတွေကသူ့ကိုကြော့ဖြတ်ဖို့ကြိုးစားခင်နှစ်ခါပြန်စဉ်းစားခဲ့ကြတယ်။ဒန်လူကြီးတွေကပထမဆုံးမိနစ်ကတွေကသူ့ကိုစောင့်ကြည့်ခဲ့ကြပြီးပရိသတ်တွေကသူ့နာမည်ကိုဘရောမမမိခဲ့ကြဘူး။ဘာလို့လဲဆိုတော့သူနဲ့ကစားတဲ့ပွဲတိုင်းကတကယ်စစ်မြေဖြစ်လို့ခန်းစားရလို့ပါ။သူဟာသူ့ရဲ့နိုင်ငံအသင်းအတွက်ကိုစားပြုခဲ့ပြီးဒေတာရင်းချန်ပီယံဆုတွေရရှိခဲ့တယ်လို့ကိုလံဘီယာရဲ့အကြီးဆုံးကလပ်အသင်းတွေအတွက်လည်းကစားခဲ့ပါတယ်။ဒါပေမဲ့ဆုဖလားတွေထက်သူဟာရှုပ်ထွေးမှုနဲ့ကြောက်ရွံ့မှုအမွေအနှစ်ကိုချန်ထားခဲ့ပါတယ်။အနီကက်ကသူ့ရဲ့လက်မှတ်သူ့ရဲ့ကွင်းထစ်ပြီးသူ့ကွင်းလေးကိုခြေချလိုက်တဲ့အခါလူတိုင်းကတခုခုထူးဆန်းစွာဖြစ်လာတော့မယ်ဆိုတာသိလိုက်ကြပါတယ်။ဒီကစားသမားကဘာတူလဲဆိုတာသင်သိပါသလား။ဗီဒီယိုလေး